လေးလေးစားစားမြတ်မြတ်နုံနုပဲနာယူခြင်းမှတ်သားခြင်းကြောင့်ဘုံတည်စွာကြီးမားတယ်ပညာကြီးမားတယ်သံဃတပူဇာမဟာဘောဂဝန္တောသံဃာတော်ရှင်မြတ်ဒီပေါ်မှာတယုတ်တတိတလေးတစားပြုလို့ကြည်တော့စီစဉ်ဥစ္စာဒီပေါ်များကျွယ်ဝစီတယ်တဲ့ဒါယရဏသုံးပါးရဲ့ဂုဏ်ကျေးဇူးမိမိကိုယ်တို့ကစေရနာတရားတရားပြဋ္ဌာန်းပြီးကုသိုလ်စိတ်ကလေးမြဲရှိရတယ်။ဒါကြောင့်မလို့ကရုံကတ္တပံကရုံကရောတိယူသည်တဲ့ပုဂ္ဂိုလ်ယူသည်ရတယ်လေးစားတဲ့ပုဂ္ဂိုလ်လေးစားရတယ်မျက်နှာတဲ့ပုဂ္ဂိုလ်မျက်နှာရတယ်အယူသည်ပေးတဲ့ပုဂ္ဂိုလ်ယူသည်ပေးရတယ်ပူဇော်တဲ့ပုဂ္ဂိုလ်ပူဇော်ရတယ်ခန္ဓာကိုယ်ညာပြီးမနေရဘူးခန္ဓာကိုညာပြီးတော့ခန္ဓာကိုသက်သာအောင်လုပ်နေဘယ်တော့မှတရားမရနိုင်ဘူးဘာဖြစ်လို့တော့ဒီခန္ဓာကိုတသံတရားလုံးမှာညာလာခဲ့ပေါင်းနေများခဲ့ပြီတဏှာခိုင်းလာခဲ့တဲ့အလုပ်တွေလုပ်လာခဲ့ပေါင်းနေများခဲ့ပြီအဲ့တော့မြတ်စွာဘုရားရှင်ကတဏှာထုတိယောပုရိသောတဏှာကိုအပေါ်မလုံးနဲ့တဏှာခိုင်းတာမလုံးနဲ့ခန္ဓာကိုခင်လွန်းတဲ့ခန္ဓာကိုခင်တဲ့မြတ်တန္တရာမှာအိုနာသည်အပင်ပဲပေါက်မယ်အပယ်လေးပုံရောက်လိမ့်မယ်တရားနဲ့ပတ်သက်လာလို့ရှိရင်ခန္ဓာကိုမခင်ခန္ဓာကိုကြီးမညာနဲ့ညာရည်တန္တရာမှာကြာလိမ့်မယ်တရားဆိုတဲ့အလုပ်ကတရားပညာနဲ့ရှင်တွဲပြီးလုပ်ရတဲ့အလုပ်တရားလေးနည်းနည်းထိုင်လာစီဝေဒနာတွေပေါ်လာဝေဒနာသက်သာအောင်ကဘယ်လိုလုပ်ရမလဲဘာခုရကောင်းမလဲအဲ့ဒါလို့ဖြစ်တယ်အဲ့ဒါတဏှာလို့ခေါ်တယ်ပင်ကိုယ်တဲ့ဒီကနေ့မှာဘာမှခုလို့မရဘူးလေဒီမကောင်းဖြစ်လာတဲ့ဘသူမှလာမခုပေးဘူးဒီခန္ဓာကိုယ်ရဒီတိုင်းပဲတချို့တွေနန္တကြီးယောဂသမားတွေဆိုအဲ့ရဘုံဘုံလဲပြီးတော့ကြောတွေကိုကြောတွေမှာအရေးတွေတောင်းမှပဲလင်းသွားအဲ့ဒါတော့သူယောဂကြီးခံရအဲ့တော့ဟိုတော့ကဒုက္ခကြီးကိုရေးဆိုင်နိုင်ဖို့အတွက်ဒီရှင်မှာဒီဒုက္ခကိုသိခံပြီးသုံးချရဘုန်းကြီးတို့ဆိုရင်ဒီဝေဒနာကိုနိုင်ဖို့အတွက်7 နာရီ9 နာရီလောက်ကြိုးစားရဝေဒနာကအပြုတ်တိုက်တာအိုးမင်းတည်မတည်မင်းတည်မတည်ငါတည်တဏှာခိုင်းတာမလုပ်ဘူးမရွှေ့ဘူးမပြောင်းဘူးပြစမ်းဆွဲတင်ပြီးတော့မြေတီပေါပေါပေါထက်သွားတာအဲ့ဒါလောက်ထိကိုနာကျင်တဲ့ဝေဒနာခံစားတယ်အကျော်ဒီတခါနဲ့ကာကောကြောတွေထောက်ပြတ်သွားတယ်လို့ခံစားရဟိုပြတ်ထွက်မသွားတည်သွားပြီစီမင်းလို့ကောတတ္တိတကုံသူကပြတာတတ္တိကုံသွားပြီဆိုရင်တဖြည်းဖြည်းရောဘလောက်ထိချိန်ချသွားတဲ့ဝေဒနာကိုချုပ်သွားတာတဖြည်းဖြည်းကောင်းကနေပြီးတော့ရေးဒီတဲ့တည်းမြင်နေရတာဝေဒနာကိုချုပ်သွားတယ်ကြီးဖြတ်ဆိုရတော့ဒုက္ခဝေဒနာရပ်သွားဒုက္ခဝေဒနာဖြစ်သွားအဲ့ဒါတရားရတာမဟုတ်ဘူးနော်ဝေဒနာမရှိလို့ဝေဒနာချုပ်လို့တရားရတာဝေဒနာချုပ်တာမချုပ်တာအဓိကကိလေသာချုပ်ဖို့ဒီအဓိကတခါတည်းမျိုးတို့ပြောတဲ့ပေါ့တရားတို့ဝေဒနာမရှိမှတရားရတယ်ဝေဒနာမချုပ်တယ်မြတရားဘယ်တော့မရဘူးပြောတတ်တယ်အဲ့ဒါဘုရားစကားမဟုတ်ဘူးဝေဒနာချုပ်မချုပ်တို့ကိလေသာချုပ်ဖို့လို့ထိုဒုက္ခဝေဒနာပေါ်ငါမရောဘူးလို့ဝေဒနာနဲ့ငါမရောဘူးလို့ကိုယ်သာနာပြီးစိတ်မနာအောင်ကြိုးစားရလို့ဒါတရားအလုပ်ကသာမန်တရားတရားနဲ့မရတရားအထုတ်တဲ့အလုပ်ကသာမန်တရားတရားနဲ့စမ်းမသိဘူးဒါကြောင့်တရားအထုတ်တယ်တရားစကားဝင်တယ်တရားအထုတ်တယ်တရားသိလို့တရားဒီဝိရိယဒီတတိသမပညာဒီဘုံ ၅ ပါးကိုရှင်းတတ်တယ်အလုပ်လုပ်ရဘုံ ၅ ပါးကိုရှင်းတတ်တယ်ကြိုးစားရနည်းနည်းဝေဒနာလို့ပေါ်လာကြည့်ဝေဒနာတချို့ပုဂ္ဂိုလ်တွေနည်းနည်းလေးဝေဒနာလာတော့ထွက်ပြေးသွား။ဘာဖြစ်လို့သီးခံမှုစိတ်မရှိဘူး။လုံလဝိရိယမရှိဘူး။ဇွဲရှိရ။ဘုရားပါပြောတယ်ဝိရိယဝတ္တကိဏမကမ္မနာတိစတိတဲ့
လုံလဝရိယရှည်တတ်တဲ့ကြိုးစားအားထုတ်တဲ့ပုဂ္ဂိုလ်ကဒီချိန်မှာပန်းတဲ့ကိုရောက်မှာဘုန်းကြီးတို့ဒီလောကီတဘဝတဏ္ဍစာတောင်မှနေတဲ့လုပ်နေရတာကြည်ပါလားတဘဝတဏ္ဍစာအတွက်အဲ့လှုပ်ရှားတဲ့မနေ့တော့ညနေပြန်တဏီကိုလှုပ်ရှားနေရတာလို့ပင်မချင်းပင်မမမလှုပ်ကြတာတဘောတဏ္ဍစာအဲ့ဒါဒီလောက်ကတသံတရားလို့အတွက်ပြီးတော့ဒီတရားဆိုတဲ့အလောက်ကတရားတွေဟောနေတရားတွေပြတတ်တဲ့ပုဂ္ဂိုလ်ရှိမှာအကြောင်းကျိုးညီညွတ်မှလုပ်နေတာတရားဆန္ဒတွေရှိတဲ့ပုဂ္ဂိုလ်မှအလုံးလုံးနေတယ်တရားမွဲတဲ့ပုဂ္ဂိုလ်တွေကံမွဲတဲ့ပုဂ္ဂိုလ်တွေအလုံးမလုံးနေဘူးဒီလိုပုဂ္ဂိုလ်တွေတော့တရားတော့လိုချင်တယ်ဒါပေမဲ့တရားထိုင်ရမှာတော့ကြောက်တယ်မလိုချင်ဘူးတရားတွေတော့သိလိုချင်တာရှိမသောတာပန်ဖြစ်ခြင်းတယ်တရားကြတော့မထိုင်ချင်ဘူးဝိရိယတင်ပြီးအာမထုတ်ချင်ဘူးဟိုချောင်းပဲချောင်းပဲဒီချောင်းပဲချောင်းပဲဟိုလိုဒီလိုနဲ့အဲ့ဒီပုဂ္ဂိုလ်ဘယ်တော့မှတရားမရနိုင်ဘူးတရားရဖို့ဆိုအလုပ်လုပ်ရတယ်ဆွဲရှိရလူတယောက်ကြီးပစ္စည်းဥစ္စာတဘောတနဲ့စာတဲ့ချမ်းသာဖို့တဲ့ပြည့်စုံဖို့အတွက်လုပ်ရတာအများကြီးပဲမခံအဲ့ဒါတဘောအတွက်တန်ត្រာတက်မပါဘူးတဘောတနဲ့စာတွေအဲ့ဒီလောက်ကတန်ត្រာအတွက်ဘယ်တော့မှအပယ်လေးပုံမရောက်အောင်ကြိုးစားတဲ့အလုပ်အသက်နဲ့လဲပြီးကြိုးစားရတယ်ကိုယ်နဲ့တည်းမငဲ့ကွက်ပဲကြိုးစားရတယ်ဆွဲလုံးလာဝိရိယတင်ပြီးတော့အထုရဓမ္မထုစေရနာကကိုယ့်ကိုကြိုးပြီးတန်တယ်တရားရတဲ့ပုဂ္ဂိုလ်တွေအလိုလျောက်ရတာမဟုတ်ဘူးတကယ်ကြိုးစားကြရတာဒီကလူတွေကြတော့အလေးချင်းကနည်းတယ်များသောအားဖြင့်နိုင်ငံခြားလို့အလေးချင်းကနည်းတယ်အလေးချင်းနည်းတော့တရားမှတ်တဲ့အခါမှာအမြဲတမ်းစုပ်တယ်တရားတရားတွေစုပ်တယ်ဝိရိယတွေစုပ်တတ်တယ်အလေးချင်းကောင်းနေတဲ့ပုဂ္ဂိုလ်ကတော့ဟိုဖောက်ပြန်မပြောနဲ့အရေးတွေစုပ်သွားပြီစီဖောက်ပြန်မပြောနဲ့အယုတွေကျင်းဝသွားပြီစီအသွေးတွေခံသွားပြီစီအဝတုတတုမန္တလောဟိတဘုရားအသွေးတွေခံသွားပြီအရေးတွေစုပ်သွားပြီဘယ်တော့မှတော့မစုပ်ဘူးဟိခန္ဓာတဏှာနေခိုင်းတာမလုပ်ဘူးပြဇံနေလို့ကောင်းအဲ့ဒါဇွဲတင်ပြီးကြိုးစားအားထုတ်မှာတရားဆိုတာတပြည့်ပြည့်အာဟုတုတွေပါလာတယ်အာဟုတုတွေပါလာလေလေရှုခွင့်နဲ့ရှုချက်ကြိုက်လာလေလေအာဟုတုတွေပါလာလေလေတမာတိရှင်ရလာလေလေရှုခွင့်နဲ့ရှုချက်ကြိုက်လာလေလေဘောရှိကဖြစ်ဖြစ်နဲ့နောက်ကမဲ့ကတကယ်ဝိပဿနာဉာဏ်ကြီးပေါ်လာတော့တာဝိပဿနာဉာဏ်ပေါ်ဖို့တဲ့သင်္ခါရုပ္ပကဉာဏ်အဆင့်လောက်ကိုဒီရောက်အောင်ကြိုးစားထားရနာမရူပပရိစေဒဉာဏ်ယုံနာတွေပိုင်းခြားသိတဲ့အလုပ်ဒီကောလုံးအခုကြည့်ခန္ဓာကိုယ်ဒီကောလုံးဉာဏ်နဲ့ချုပ်ကြည့်ဖောက်ပြန်တဲ့တရားသိတာတရားဖောက်ပြန်တဲ့တရားသိတာတရားဒါယုံနာကွဲအောင်ကြည့်တာဟိုနာကပြဒီနာကပြတင်ပြလာတယ်တောင့်ပြလာတယ်ထုံပြလာတယ်ကျင်ပြလာတယ်ကြိုက်ခိုက်ပြလာတယ်အောင်ပြလာတယ်ပူပြလာတယ်အေးပြလာတယ်အဲ့ဒါယုတ်တရားရဲ့သဘောယုတ်တရားရဲ့သဘောယုတ်ခန္ဓာကိုယ်ကြီးရတော့ပြတာပဲသူကတတိတကုံပြမှာပဲသူပြတိုင်းပြတိုင်းမှာလှမ်းလို့တိနေတာလေးကနန္တရားလို့ခေါ်တယ်ဖောက်ပြန်တာတရားသိတာတရားဖောက်ပြန်တာတရားသိတာတဲ့ကွဲနေရတယ်တခါတခါကြမ်းကြီးလဲဖောက်ပြန်မှာပဲသူကဩလာရိကယုတ်လို့ခေါ်တယ်ဒါဆိုဘုရားကဩလာရိကဝသုခုမံဝအဇတံဝဗိတံဝဒုရိဝတန္တိကေဝဟောဟိနဝပဏိတံဝဘုရားရှင်ကအဲ့ဒါလို့ဟောတယ်ဩလာရိကံဝအယံကာယောဤခန္ဓာကိုယ်ကြီးဝိပရိနာမဖောက်ပြန်ခြင်းသဘောကြီးကတမောမိတိကဲ့သို့ဖောက်ပြန်တယ်လို့မိခဲ့ညာဩလာရိကံဝကြမ်းတန်းလည်းဖောက်ပြန်တတ်တယ်ရုပ်ကြမ်းကြီးပေါ်တဲ့ထပြင်းခြင်းလောက်ဒီဖောက်ပြန်တတ်တယ်ကျင်တက်လာတယ်ကြိုက်ခဲလာထပြင်းခြင်းလောက်ဒီဖောက်ပြန်တတ်တယ်တွတ်တော့တတိလိကကြီးတိခံပြီးကြည့်သူတတိတကုံတော့သူပြမှာသူဖောက်ပြန်မှုသဘောဟာရုပ်ဖြစ်ဖြစ်ဝေဒနာဖြစ်ဖြစ်မမြဲဘူးလေတသမတ်တမရှိဘူးတသမတ်တမရှိဘူးအမြဲတမ်းဖောက်ပြန်
ကိုထားတယ်လို့မနေဘူးဒီခန္ဓာကြီးကကိုဖြစ်ခြင်းတယ်လို့မဖြစ်ပြီးဘူးသူဖြစ်ခြင်းတယ်လို့ဖြစ်ပြတယ်ပြစ်ခြင်းတယ်လို့ပြစ်ပြတယ်သူ့အလောကယောဂီတို့ကခန္ဓာကိုယ်ကိုတတိနဲ့ထိန်ပြီးသိခံပြီးဆွဲလုံးတော်ဝိရိယတင်ပြီးတော့မှတ်ပေးရဆွဲလုံးတော်ဝိရိယတင်ပြီးမှတ်ရမယ့်အလောကကိုယ်အလောပြမဲ့အလောကခန္ဓာရဲ့အလောအခုငြင်ငြင်လေးထိုင်ကြည့်ခန္ဓာကိုထိုင်တဲ့အခါစနစ်တကျထိုင်ထားရဓမ္မကိုကျဓမ္မကိုကျုံညွတ်ဆိုကျုံညွတ်ထိုင်ပြီးဆိုမဆုံးတယ်မြတ်သိခံပြီးကြည့်ရဘယ်လောက်ပြနိုင်လဲပြဟောနေတဲ့တရားနဲ့ခန္ဓာကိုယ်တွေကပေါ်နေတာနဲ့တစ်ထပ်ထပ်ဖြစ်ရဘုန်းဘုန်းတို့ကတရားဟောတယ်ဆိုတာယောဂီတို့ခန္ဓာကိုလှမ်းပြီးတော့ထောက်ပြီးတော့ဟောတာယောဂီတို့ခန္ဓာကိုယ်ကပေါ်နေတာကိုဒီကလှမ်းပြီးထောက်ပြီးဟောနေတာဟောတဲ့တရားလေးကိုယောဂီတို့ကကိုယ်ခန္ဓာကိုကြည်ပြီးတော့နားထောင်ရတရားနားထောင်ရဆိုဟောတဲ့တရားနဲ့ခန္ဓာကိုယ်ထဲမှာပေါ်နေတာနဲ့တစ်ချက်ချင်းတရားအော်မြတ်စွာဘုရားကဒီခန္ဓာကိုကြည့်ဟောခဲ့တာကိုမှန်ပါဗျာမှန်ပါဗျာဘုရားအဆုံးအမကိုဟောနေတဲ့တွေ့တာကြောင့်ယောဂီတို့စိတ်ကဘုရားကိုအာရုံပြုရအော်မြတ်စွာဘုရားရှင်ငါတို့ခန္ဓာကိုယ်ထဲမှာရှိတာဟောပြီးခဲ့တာကိုမှန်လိုက်တာမြတ်စွာဘုရားဖောက်ပြန်နေပဲဗျာဖောက်ပြန်နေတယ်ဗျာဟောဘုရားကိုပဲအာရုံစိတ်နေဘုရားဆုံးမမို့လို့အဲ့တော့မြတ်စွာဘုရားဆုံးမတဲ့တရားလေးတွေယောဂီတို့ကကြောင်ညာလေးစိုင်းပြီးတော့သိခံပြီးကြည့်ရဝိရိယတင်ပြီးတော့ကြည့်ရငိုက်ပြီးမနေနဲ့သူ့ဆိုင်ပြီးနားထောင်တယ်ညာလေးနဲ့စိုင်းပြီးကဲခတ်ပြီးကြည့်တာတောင်ကြည့်ညောင်ကြည့်ကြည့်မနေနဲ့တောင်ပြီးမလို့တွေးမနေနဲ့ဟောနေတဲ့အသံနဲ့ခန္ဓာကိုယ်ထဲမှာပေါ်နေတာနဲ့စိုင်းပြီးကဲခတ်ပြီးကြည့်တာဘုရားရှင်လက်ထက်တော်တရားနာရေးနဲ့သောတာပန်ဒီသဂရဂန်ဖြစ်ကြတယ်ဆိုတာဟောတဲ့တရားလေးကိုဉာဏ်နဲ့မှီပြီးတော့လိုက်ပြီးတော့ကြည့်နေကြတယ်။အဲ့ဆိုဘုရားကသဗ္ဗေသင်္ကာရအိစ္ဆသဗ္ဗေသင်္ကာရဒုက္ခသဗ္ဗေဓမ္မအနတ္တတာဟော။သဗ္ဗေကံသုံးသောလုံးစုံလည်းပြုလို့သင်္ကာရယုံနဲ့ဓမ္မသင်္ကာရတရားတို့တုံမကသင်တို့ဤနာမရူပယုံနဲ့ဓမ္မသင်္ကာရတရားတို့သည်အိစ္ဆအမြဲမရှိဣတိတောဇာနာတော်သိပါလေပတ်သက်တော်မြင်ပါလေခန္ဓာကပြနေတဲ့ကွယ်တို့ဉာဏ်လေးနဲ့ကြည့်သင်တို့ခန္ဓာကိုယ်ကမမြဲတဲ့သဘောကိုပြနေတဲ့ကြည့်သဗ္ဗေသင်္ခါရဒုက္ခယုံနဲ့ဓမ္မသင်္ခါရတရားတို့ဆင်းရဲနေတယ်ခန္ဓာကိုယ်ကြီးကဆင်းရဲပြနေတဲ့ဉာဏ်လေးနဲ့ကြည့်ဘုရားရှင်ကရှေ့ကဟောသွားတာဒီတရားနာနေရတဲ့ယဟန်ပရိသတ်ဘေကုဏီမပရိသတ်အမျိုးသားမျိုးစုံပရိသတ်တွေရိုးရိုးသေးလေးလေးစားစားတရားကိုနာရင်နိုင်မှန်ပါဗျာကြီးကြီးနဲ့ဖြတ်ဆွေဒီဖြစ်จิตဆင်းရဲတဲ့အဆုံးဉာဏ်နဲ့မြင်းနဲ့ဖြတ်ဆွေငြိမ့်တယ်ပေါ်ပြီးတော့သောတာပန်ဖြစ်သွားချက်အရိယာတွေဖြစ်ကုန်ကြတရားနာမှန်သောတာပန်တဲ့တရားနာမှန်ဖို့လို့တရားနာထောင်ဖို့အတွက်ကြိုတင်ပြီးကျင့်ရတယ်ဒီတရားတွေနာထောင်ထားတဲ့တရားကျင့်တဲ့ပုဂ္ဂိုလ်တရားနာမှာနာလိုက်တရားတွေနာလိုက်တရားတွေကျင့်လိုက်တရားတွေနာလိုက်တရားတွေကျင့်လိုက်အဲ့ဒါလို့နာမှုကျင့်မှုထိုနှစ်ခုပြေဝတရားရနာမှုကျင့်မှုထိုနှစ်ခုတစ်ခုကမပြေဝမြတ်တယ်မရမြတ်တယ်တရားတော့ထိုင်တော့ထိုင်တရားနာမှုမရှိအဲ့ဒီပုတရားမရထိုင်နေပြီးတော့တရားနာဖို့မရှိတရားမနာဘူးဆိုတရားမရတရားဒီနာပြီးတော့တရားမကျင့်ရင်လည်းတရားမရနဲ့အဲ့ဒါဘုရားကျင့်တဲ့တော်ကတော့တရားနာရင်းနဲ့ဉာဏ်နဲ့ထောက်ပြီးဉာဏ်ကလည်းကောင်းကြတာကိုတရားတရားလည်းရှိဘယ်လောက်နေတရားတရားရှိလဲဆိုရသော်ဗျာညာဥယျံကဟောတာမိုးတလင်းဟောတာမိုးတင်အာယုတက်ခါလေးဒီဟောတာတညာလုံးဟောတာဒီတိုင်းနာချဒီတိုင်းနှလုံးသွင်းပြီးတော့အရိယာတွေဖြစ်ကုန်ကြဟိုတော့ကတရားဟောပြီးတဲ့ပုဂ္ဂိုလ်လည်းတရားတရားအပြည့်မိုးတလင်းကိုဟောတာတရားနာယူတဲ့ပုဂ္ဂိုလ်လည်းတရားတရားအပြည့်မိုးတလင်းတရားတွေနာပြီးတော့အရိယာတွေဖြစ်အောင်လုပ်တာဘာကြောင့်လဲဆိုဘုရားတက်စုပွင့်ဖို့ဆိုတာအလုံးခက်တယ်ဘုရားတက်စုပွင့်မှဒီတရားတွေနားထောင်ရတာဘုရားတက်စုပွင့်မှဒီတရားတွေနားထောင်ရတာဒီတရားတွေငါတို့မနာမဖြစ်ဘူးမကြင့်မဖြစ်ဘူးနာကျင့်ရခန္ဓာကိုယ်ဖောက်ပြန်နေတဲ့မြတ်စွာဘုရားဟောတော်မူတဲ့တရားတော်နဲ့
တန်ဃာတော်တွေဟောတော်မူတဲ့တရားနဲ့ခန္ဓာကိုယ်နဲ့ထင်ရှားပြနေတာနဲ့တစ်ထပ်ချင်းကနေလင်းကနေကွင်းကနေကိုယ်ကနေရှေ့ကဖြစ်ဖြစ်နောက်ကမင်းမမပြမမပြမမယမိနဲ့အရိယာတွေဖြစ်ကုန်တာဘာဖြစ်လို့တော့ဉာဏ်နဲ့တရားနဲ့ပညာတရားနဲ့ပညာကိုအဖို့ပြုပြီးကုသိုလ်စိတ်တွေပွားတာတရားမလို့တရားဆိုတာကနားထောင်တတ်ဖို့လိုတယ်ဟောတဲ့ပုဂ္ဂိုလ်ကတော့ခန္ဓာဉာဏ်ထောက်ပြီးတော့ဟောနေတယ်နာယူတဲ့ပုဂ္ဂိုလ်ကခန္ဓာကိုယ်ဉာဏ်နဲ့မထောက်ပြီးတော့တရားမနာဘူးပြင်းပြင်းနေလို့ရှိရင်အလံဝေးသွားပြီဘာနဲ့မဆိုင်ဘူးဟိုအာလာယနာဥဒကကိုမြတ်စွာဘုရားမိန့်တယ်လို့ပေါ့အာလာယနာဥဒကဒီတရားပေါ်ပုဂ္ဂိုလ်ကဘုရားမဖြစ်ပဲတပတ်လောက်မှတည်လောင်တော့ရူပပြမကြီးသွားဖြစ်ရုပ်ခန္ဓာကြီးရပြီနာမရှိတဲ့ဘဝသွားဖြစ်သို့သောဘုရားမဖြစ်ခင်ညာဥယျာကတည်လောင်သွားလို့သတုဝကာရကိုနာခန္ဓာ၄ပါးရတဲ့နာသာရှိရုပ်မရှိတဲ့ပြမကြီးသွားဖြစ်တန်တရာသက်ကုန်ဖြစ်သွားပြီသူတို့ကဘုရားချင်းအဲ့ဒီမြမပြင်ဖြစ်ပြီးတရားဟောလို့သူတို့မရတော့ရုပ်ရှိပြီးတော့နာမရှိတဲ့ပုဂ္ဂိုလ်တရားနာလို့မရနာသာရှိတဲ့ရုပ်မရှိတဲ့ပုဂ္ဂိုလ်မလို့တရားနာလို့အလကဘုရားပါအချုံကြီးချုံလေခြင်းအာလယနဲ့ဥဒကချုံလေခြင်းလို့ရသော်ဘုရားမိန်လို့ဘုရားမို့လို့တရားဆိုတာတရားဓမ္မလို့ရတရားတရားရှိဖို့လိုတယ်အကြောင်းကျိုးတွေညီညွတ်ဖို့လိုတယ်အကြောင်းကျိုးချင်းညီညွတ်မှသာဒီတရားသိဒီတရားဓာတ်တွေမိမိတဏ္ဍာမှာဖြစ်ပေါ်တယ်ဒါခန္ဓာကိုယ်ကြည့်အခုပေါ်နေနေကြည့်ပါလားအခုအချိန်နာရီဝက်ပြည့်တော့မယ်ခန္ဓာကိုယ်ကြီးကိုကြောင်ညာလေးစကြည့်ခန္ဓာကဖောက်ပြန်နေတယ်ဒါကိုဉာဏ်ထောက်ပြီးမြတ်စွာဘုရားကသဗ္ဗေသင်္ကာရအနိစ္စသဗ္ဗေသင်္ကာရဒုက္ခသဗ္ဗေဓမ္မအနတ္တရိယတာပညာဉာဏ်ပတ္တိအထနေမေနေဒုက္ခဧသမကောဝိတုတိယသင်တို့ရရှိထားသောခန္ဓာ၅ပါးနာယုတ်နှစ်ပါးတို့သည်မမြဲဘူးဟောက်ပြန်ပြနေတဲ့မမြဲဘူးကြည့်ဆင်းရဲနေတဲ့ကြည့်သင်တို့ထားသလိုမနေဘူးသင်တို့ဖြစ်ခြင်းသလိုမဖြစ်ပေဘူးခန္ဓာကိုယ်အမြဲတမ်းဖောက်ပြန်နေတယ်ဣတိဤတို့ယတအကြည်ကာလနဲ့ယတအခုခန္ဓာကိုညာဆိုင်တဲ့ကာလနဲ့ပညာယဝိပဿနာဉာဏ်ပညာဖြင့်ပတ္တိရှုမြင်၏ပညာယအဲ့ဒီပေါ်တဲ့နေရာကိုတတိလေးထုတ်ဝိညာဉ်နဲ့ကြည့်အရှိလားမရှိလားပြန်ကြည့်အရှိလားမရှိလားပြန်ကြည့်လိုက်ပေါ်တဲ့မြင်မြပေါ်တဲ့နေရာပြန်ကြည့်လိုက်မရှိဘူးပထမအရှိပြန်ကြည့်လိုက်မရှိပထမအရှိပြန်ကြည့်လိုက်မရှိပေါ်လာမြင်ပြန်ကြည့်လိုက်မရှိစက္ကန့်နဲ့ပေါ်လိုက်စက္ကန့်နဲ့ပေါ်လိုက်စက္ကန့်နဲ့ဖြစ်လိုက်စက္ကန့်နဲ့ဖြစ်လိုက်ဒီယုံနာဓမ္မသင်္ခါရတရားတို့ဒီအမြဲမပြတ်တရဇတ်ဖြစ်ပြီးတရဇတ်ပြည့်နေတယ်ထို့သဘောကိုညာနဲ့ထောက်ပြီးကြည့်ရညာနဲ့ထောက်ပြီးတော့ကြည့်ရညာနဲ့ကဲခတ်ပြီးကြည့်နေရပေါ်နေတဲ့ခန္ဓာရဲ့အဲ့ဒီပေါ်တဲ့နေရာဘယ်နှကပူပေါ်နေတယ်ဘယ်နှကပူထင်ရှားနေတယ်ထင်ရှားတဲ့နေရာလေးကိုစိတ်ကိုညှို့ကိုင်းပြီးစိုက်ကြည့်ရအဲ့ဒါမနှင်းတရီတော့လိုအပ်တယ်မနောဆိုတာစိတ်ကတည်ငြိမ်ရစိတ်ကလှုပ်ရှားကိလေသာမှာစိတ်မှာကိလေသာတွေကတ်လို့ရှိတော့ခန္ဓာကဘယ်လိုပြမမြင်ဘူးဒါတော့သကုဏသံဝရောသာတုသောတိနသံဝရောသာတုကာနိနသံဝရောသာတုဇီဝိနသံဝရောသာတုကာယိနသံဝရောသာတုမနတသံဝရောသာတုသဗ္ဗတသံဝရောသာတုဘုရားကမျက်စိအိန္ဒြေမျက်စိဟာအိန္ဒြေရှိပါစေနားနဲ့အပြင်ကကြားတဲ့နားမထောင်တဲ့အိန္ဒြေရှိပါလေတည်တည်ငြိမ်ငြိမ်ရှိပါစေနှာခေါင်းနံစရာပေါ်တယ်လည်းပြီးနာမနေနဲ့ရှာစားစိတ်တောက်စိတ်ပေါ်စိတ်လာပြီးတော့အစားနဲ့လိုက်ပြီးတော့မတော့နဲ့ရှာကိုလည်းထိမ့်ပါရှာကိုမီးမလောင်စေနဲ့ကာယိနတောင်တော့ကိုယ်အမွေးရတည်ငြိမ်ပါစေတဲ့ခန္ဓာကိုခဏခဏမလှုပ်နဲ့ခန္ဓာကိုလှုပ်နေတဲ့ပုဂ္ဂိုလ်ပရမတ်တွေကွယ်နေတဲ့တွေ့တာရှုပ်ကပြောင်းနေတယ်ရှုပ်ကပြောင်းနေတယ်ဒါမဲ့ဆောဘုရားကတရားနာဟောတော့မယ်သင်တို့စနစ်တရားထိုင်ချမ်းသာသာလေးထိုင်ခန္ဓာကိုညာဆိုင်ပြီးတော့ကြည့်နာကတရားနာခန္ဓာညာလက်
naga deyana khanago nyali ne kekapiji khanaga pyani dali ko thati ne thaupi do ji tamu pya ai do di khana ha di khana di amye tan lu phao pyan pyasi ni de phao pyan pyasi ni de di khana ko yogi ya thati li tha bi chaung ya sai bi ji bo ze yona pisupa amante aung ji ho bo ze yona pisupa amante aung ji bo ni da di yona na ba bo phao pyan da tacha ti da tacha phao pyan ni da tacha ti da tacha tao bi phao pyan me chin bi kat khe bi phao pyan me da yot de ya be phao pyan mu thabo bo nan ti ni da li ya nan de ya ho phao pyan da tacha ti da tacha yona ni kwe aung ji nama rupa wawa dari na tekaya di pasati da yona ni kwe bi sui tekaya di pu poli me nga swe pu poli yoko yode di do bi na wona ne di do bi khana de ko lo ma yaw ja le ma chi mai ma le ma chi pok pok le ma chi tat wa le ma tat jiwa le ka le ma chi yod ya nan ya ba shi deပေါ်လာတဲ့ယုံနာပဲပျောက်သွားတာယုံနာပဲမွေးတာလည်းယုံနာပဲမွေးဖွားလာတယ်လည်းယုံနာပဲအိုနေတာလည်းယုံနာပဲသိသွားတာလည်းယုံနာပဲယောက်ျားမဟုတ်ဘူးမိန်းမပုဂ္ဂိုလ်တော်မဟုတ်ဘူးယောက်ျားမိန်းမပုဂ္ဂိုလ်တော်ဆိုနာမည်ကထည့်ထားတယ်ခေါ်ဝေသုံးဆွဲဖို့အတွက်ဒါထည့်ထားတယ်အဲ့တော့မြတ်စွာဘုရားရှင်ကဒီတကောလုံးကိုဉာဏ်နဲ့ချုပ်ပြီးတော့ယုံနဲ့ကွဲအောင်ကြည့်ဘာပဲပေါ်ပေါ်ယုတ်တရားနံတရားတို့မြင်ထိုယုတ်တရားနံတရားတို့သည်အလိုလျောက်ပေါ်လာတာမဟုတ်ဘူးအကြောင်းတက်ဆိုင်လို့ပေါ်လာမျက်စိသကုပ္ပဒါရတဲ့နဲ့အပြင်ကယူပါတဲ့ဆက်တဲ့မြင်စိတ်ပေါ်မြင်စိတ်ကအကျိုးသကုပ္ပဒါရတဲ့နဲ့ယူပါယုံကအကြောင်းတစ်ခုကယုတ်စကုဝိညာဉ်ဆိုတာကနန္တရားမြင်စိတ်နာယနာပဒါဒတယအသန္တနဲ့ယုတ်အကြောင်းတစ်ခုကယုတ်ဇာတိစိတ်ကလေးကနာအကြောင်းတစ်ခုရှင်တွဲလို့အကျိုးတစ်ခုဖြစ်တယ်အလုံးမြင်စိတ်ပဲပေါ်ပေါ်ကြားစိတ်ပဲပေါ်ပေါ်နာမ်စိတ်ပဲပေါ်ပေါ်စားစိတ်တောက်စိတ်ပေါ်ပေါ်ယာနာကောင်းစိတ်ပေါ်ပေါ်ကြံစီတွေးတော်စိတ်ပေါ်ပေါ်လာတဲ့သဘောမှန်တယ်မြတ်တွေအကြောင်းတိုက်ဆိုင်ပြီးတော့မှပေါ်နေကြတယ်သူအာယုံနဲ့သူဒွါရနဲ့တိုက်တိုင်းမှပေါ်တယ်သူအာယုံနဲ့သူဒွါရတိုက်တိုင်းမှပေါ်တယ်ပေါ်တိုင်းမှသတိတွေထိုက်ကပ်ပြီးအကြောင်းနဲ့အကျိုးတွေပါလားအကြောင်းရှိနေလို့အကျိုးဖြစ်တယ်မြင်စိတ်တို့သည်နာမရှိဘဲနဲ့နပဒါဒတမရှိဘဲနဲ့ကြားစိတ်မပေါ်ဘူးမျက်စိမရှိဘဲနဲ့သကုပ္ပဒါရမရှိဘဲနဲ့မြင်စိတ်မပေါ်ဘူးမြင်စိတ်ပေါ်ဖို့အတွက်သကုပ္ပဒါဒတရဲ့အလောကဆိုတဲ့အလင်းရောင်ရဲ့မနတိကာရဆိုတဲ့နှလုံးသွင်းမှုရဲ့အပြင်ကယူပါယုံရဲ့အဲ့ဒီအကြောင်းတွေတိုက်ဆိုင်ပြီးတော့မှစက္ခုဝိညာဉ်ဆိုတဲ့မြင်စိတ်ဖြစ်တယ်အကြောင်းတွေပြည့်စုံမှအကျိုးဖြစ်တယ်အဲ့ဒါလို့ခန္ဓာကြီးဟာအကြောင်းနဲ့အကျိုးပါလားလို့နားလည်ပါဘူးဆိုရင်ပစ္စယပရိက္ခဉာဏ်လို့ခေါ်အကြောင်းနဲ့အကျိုးကိုသိသိတတ်တဲ့ဉာဏ်ကိုပစ္စယပရိက္ခဉာဏ်ဒါဖောက်ပြန်တာတခြားသိတာတခြားဖောက်ပြန်တာသိတာတခြားယုံနာနေကွဲရင်နာမရူပပစ္စယဉာဏ်လို့ခေါ်အကျဉ်းဖြင့်ယုံနဲ့နာကွဲနေပြီအကျဉ်းဖြင့်ယုံနာဓမ္မတို့ပေါ်မှာသိသိတတ်တဲ့ဉာဏ်အကြောင်းကျိုးသိသိတဲ့ဉာဏ်ဖြစ်တယ်အဲ့တော့နာမရူပပရိစ္ဆေဒဉာဏ်နဲ့ပစ္စယပရိက္ခဉာဏ်ဤဉာဏ်နှစ်ပါးရှိနေတဲ့ပုဂ္ဂိုလ်ဟာသုလသောတာပန်ပဲဒါကြောင့်မြတ်စွာဘုရားကဣမိနာပါဏဉာဏိနသမ္မာနဂတောလတ္တသသောလတ္တပရိဒောနိယတံဂရိကောသုလသောတာပန်နောနာမောဟောတိဣမိနာဉာဏဣမိနာပါဏဉာဏိနဤကယုတ်တရားဤကနန္တရားလို့ပိုင်းခြားသိတဲ့နာမရူပပရိစ္ဆေဒဉာဏ်အကြောင်းကျိုးအကြောင်းကျိုးရဲ့အကြောင်းကြောင့်အကျိုးဖြစ်တယ်လို့အကြောင်းကျိုးကိုသိသိတဲ့ပစ္စယပရိက္ခဉာဏ်နှစ်ပါးနဲ့သမ္မာနဂတောပြည့်စုံသောယောဂဝါဒယောဂီပုဂ္ဂိုလ်သည်
ဗုဒ္ဓသာသနေဘုရားရှင်သာရတော်မြတ်ကြီးနဲ့လက်တသာတော်သက်သာရသည်ဖြစ်၍လက်တပရိတော်မိယတရားရသည်ဖြစ်၍နိယတဂရိကိုဂရိဉာဏ်ဂရိမြတ်သည်ဖြစ်၍သုလသောတပန်တို့နမသုလသောတပန်မိသည်ဟောသည်ဖြစ်ပါ၏အကျင့်ဖြင့်ယုံနာနေကွဲနေတယ်ခန္ဓာကိုယ်တစ်ခုလုံးမှာယုတ်တရားဖောက်ပြန်တဲ့တခြားသီးတာယုံနာနေကွက်တဲ့ယုတ်အကျယုတ်တရားနံတရားတို့သည်အကြောင်းကြောင့်အကျိုးဖြစ်တယ်နားလေနာမရူပပရိစ္ဆေဒဉာဏ်နဲ့ပြစ္ဆယပရိက္ခဉာဏ်အဲ့ဒီဉာဏ်နှစ်ပါးရှိရင်တဲ့သုလသောတပန်ဖြစ်သွားသောတပန်ငယ်စားဖြစ်တယ်ပေါ့အ ਨੇ ဆုံးသုလသောတပန်အစီရောက်တဲ့ပုဂ္ဂိုလ်နှစ်ဘဝသုံးဘဝလောက်ကိုအပေတကားပြီအဲ့ဒီနှစ်ဘဝသုံးဘဝအတွင်းမှာမဟာသောတပန်ဖြစ်သွားမယ်။ဒါနတ်ပြည်နာလောကရောက်ပြီးတော့မဟာသောတပန်ဖြစ်သွားမယ်။ပြီးပြီ။မဟာသောတပန်ဖြစ်သွားပြီဆိုရင်အပေတကားပိတ်သွားတဲ့တွေ့တာကြောင့်သူပုဂ္ဂိုလ်ကဘယ်တော့မှအပေလေးပုံမရောက်တော့သုဂတိဘဝမှာနိဗ္ဗာန်သာတဲ့ရှိတော့တယ်အများဆုံးနေရရဲ့ခုနှစ်ဘဝပဲကျန်တော့တယ်။ဒါတတ္တခရပရမမောလို့ခုနှစ်ဘဝဆိုရင်သူကကိစ္စပြီးတော့ခန္ဓာဘဝမြောက်တဲ့နေ့မှာယဟန္တာယောက်ျားယဟန္တာမိန်းမဖြစ်ပြီးခန္ဓာပရိနိဗ္ဗာန်ဆံသွားမယ်အရိယာဖြစ်သွားပြီဆိုသားနဲ့သမီးနဲ့မိသားစုနဲ့ပျော်တော့အပေတကားပိတ်ပြီးတော့ပျော်လို့ရအပေတကားပိတ်တဲ့အသည့်တွေမရဘဲနဲ့ပျော်မြူးနေခြင်းကတော့ကြောက်เสียသိကောင်းတယ်အပေလေးပုံသိရောက်စေတတ်တယ်တရားဓမ္မတွေပိုက်ထဲမှာကအများကြီးအကုသိုလ်တွေလောဘကာဏီဒေါသကာဏီမောဟကာဏီမာမာနကာဏီအကုသိုလ်တွေဘိုက်ထဲမှာပြည့်နေတယ်ထိုအကုသိုလ်ကိုဒီဝိပဿနာဉာဏ်နဲ့ဖြစ်စီရတယ်ဇေလုနာဝရိယတင်ပြီးဖြစ်စီရတယ်တိခံပြီးတော့ဖြစ်စီရတယ်စိတ်ရှည်ရှည်ထားပြီးတော့ခန္ဓာကိုယ်ကျင့်ပြီးတော့ဖြစ်စီရတယ်အဲ့လိုဇေလုနာဝရိယတင်ပြီးကြိုးစားပွားများအားထုတ်တဲ့ယောဂီပုဂ္ဂိုလ်ဟာဒီချိန်မှာပန်းတယ်ကိုရောက်ဖို့ရောက်သွားမှာမိမိလိုချင်တဲ့အပေတကားပိတ်တဲ့အရိယာဆိုတဲ့ပန်းတယ်ကိုရောက်ဖို့ရောက်သွားမှာသို့တော့သရဏီယအများကြီးလို့တယ်မနေ့ကပြောခဲ့တယ်လို့မိမိတဏ္ဍာထဲမှာအမြဲတမ်းရှိနေရမယ်တရား၄ပါးကိုမနေ့ကပြောခဲ့သီလတရားတွေအမြဲတမ်းရှိရမယ်သီလယရဏရှိရမယ်တတ္တာသရောတရားတွေဆိုယရဏရှိရပညာဆိုတဲ့ယရဏရှိရတယ်ကုသိုလ်ဆိုယရဏရှိရမိမိတဏ္ဍာထဲမှာသီလတရားတွေ၅ပါးပြည့်စုံအမြဲတမ်းခါဝပစုကဲ့သို့လူဝတ်ကြောင့်ဒီမှာခါဝပစုကဲ့သို့၅ပါးသီလအမြဲတမ်းရှိနေရသီလတွေကျိုးပဲ့နေလို့ရှိရင်သမာဓိမဖြစ်နိုင်သမာဓိမဖြစ်နိုင်ဘူးဆိုခန္ဓာကပြတာကိုဉာဏ်နဲ့ပေါက်ထင်းပြီးတော့မကြည့်နိုင်ခန္ဓာကဘယ်လိုပြမမြင်ဘူးဖြစ်တယ်ကိလေသာနှောမိုးနေတဲ့လူရဲ့ယောဂီရဲ့စိတ်ဟာခန္ဓာကပြတာကိုမမြင်ဘူးမကြည့်နိုင်ဘူးဘာဖြစ်လို့ကိလေသာနှောမိုးနေလို့တဏှာကိလေသာများနေလို့အဝိဇ္ဇာတဏှာများနေလို့အဝိဇ္ဇာဆိုတာမောဟအဝိဇ္ဇာမောဟနှောမိုးနေတဲ့ပုဂ္ဂိုလ်ကရုပ်ကိုလည်းမမြင်ဘူးနာမ်ကိုလည်းမမြင်ဘူးအဲ့ဒီအဝိဇ္ဇာရဲ့နောက်ကမှာတဏှာကနှောမိုးတယ်တဏှာကခန္ဓာကိုခင်းတယ်ခန္ဓာကိုခင်းတာတဏှာပဲဒီမှာကြောက်တယ်နာမှာကြောက်တယ်ကျင်မှာကြောက်တယ်အဲ့ဒါလို့တဏှာခိုင်းတာလို့အဲ့ဒါတဏှာနဲ့နေတဲ့ပုဂ္ဂိုလ်သမုဒိယသစ္စာဖြစ်နေရောအဝိဇ္ဇာတဏှာကသမုဒိယသစ္စာဖြစ်တယ်အဲ့ဒီသမုဒိယသစ္စာစိတ်မှာကန့်ကြီးနေတဲ့ပုဂ္ဂိုလ်ဒီတရားအာယုတရားထိုင်လို့မရဘူးတရားအားထုတ်လို့မရဘူးဘယ်တော့မှတရားမရဘူးကိလေသာနှောမိုးနေလို့တရားတရားတွေစုပ်နေတာကိုဝိရိယတွေစုပ်နေတာကိုအဲ့တော့တရားရတယ်ဆိုတာတရားရဖို့ဇွဲတင်ရဦးကိုနဲ့အသက်မငဲ့ကွက်ရှုမှတ်နိုင်ရမယ်ဇွဲတန်တန်နဲ့ကြိုးစားရတဲ့ဝိပဿနာဉာဏ်ဖြစ်ဖို့အတွက်ဒီမေဉာဏ်ဘုံဉာဏ်ထားအောင်သည်
ဝိပဿနာဉာဏ်ပေါ်အောင်အားထုတ်ဖို့ဆိုတာတရားတရားအများကြီးလို့အများကြီးတရားတရားဇွဲလုံးလောက်ဝိရိယတင်အားထုတ်ကြပါရမီဆိုတာဖြစ်ပြီးရဝိရိယတင်ပြီးပါရမီဖြစ်ရတယ်ဇွဲတန်နဲ့ပါရမီဖြစ်ရတယ်ဖြည့်ပါများလာတော့ပါရမီဆိုတာပြည့်လာတာယောဂီတို့ရဲ့ခန္ဓာကိုညာနေုံနဲ့ဘယ်တော့မှပါရမီဆိုတာမပြည့်တော့ပါရမီဆိုတာဘယ်တော့မှဘွားနေပေါ်လာခြင်းမဟုတ်ဒါကြောင့်တရားဆိုတာအလုတ်ကလူတိုင်းနဲ့မထိုက်တန်ဘူးမြတ်စွာဘုရားရှင်ကိုယဟန်တော်တစ်ပါးကမေးမြတ်စွာဘုရားတဲ့ဒီတရားတော်မြတ်ကိုမြတ်စွာဘုရားမင်းတော်မူတဲ့ဒီတရားအရိယာသူတော်ကောင်းတရားကိုလူတိုင်းရနိုင်တယ်မရနိုင်ဘူးမရနိုင်ဘူးဘယ်လိုပုဂ္ဂိုလ်တွေရနိုင်ပြီဘယ်လိုပုဂ္ဂိုလ်မရနိုင်တယ်တရားတရားမရှိတဲ့ပုဂ္ဂိုလ်တရားမရနိုင်တရားတရားရှိတဲ့ပုဂ္ဂိုလ်တရားရနိုင်သလားဘုရားလို့အေးတရားတရားရှိမယ်ဆိုရင်တော့တဲ့တရားကိုပညာနဲ့အဖော်လို့ရအောင်မယ်တရားတရားတစ်ခုတည်းနဲ့မရဘူးဒါကြောင့်မလို့ဘုန်းကြီးတို့ဝိရိယနဲ့တမာတိတရားနဲ့ပညာရှင်တွဲပြီးအားထုတ်ရအဲ့ချိန်ငိုင်းမိတဲ့စိတ်တွေများနေတယ်ဘာလို့အိတ်ငိုင်းနေတယ်ဝိရိယမရှိလို့တတိမရှိတဲ့တွေ့တာကြောင့်သူဟာတမာတိမရှိတဲ့အတွက်တမာတိလွန်ကဲပြီးတော့အိတ်ငိုင်းနေတယ်အဲ့ဒီတမာတိဘာဖြစ်လို့လွန်ကဲနေလဲဝိရိယမရှိလို့တက်တက်ကြွကြွမရှိဘူးလုံးလာဝိရိယသူမရှိဘူးအမြဲတမ်းကြိုးစားမှုလုံးလာဝိရိယမရှိတဲ့တွေ့တာအိတ်ငိုင်းနေတာခဏခဏအိတ်ငိုင်းနေတယ်ဆိုတော့အဲ့ဒါဝိရိယမရှိလို့အဲ့ဒီဝိရိယရှိဖို့အတွက်တတိကအမြဲတမ်းနှုံဆော်ပေးရအဖေရှင်ကတမာတိနဲ့ဝိရိယညီမျှဖို့လိုတယ်တရားနဲ့ပညာတရားတရားတွေဘယ်လိုအားကောင်းပြီညာတော့လဲပညာမပါတဲ့ဒုတရားတရားတွေလမ်းမဆုံးဘူးတဲ့မညာပညာမရနိုင်ပညာတော့ရှိပါရဲ့တဲ့တရားတရားနဲ့မပေါင်းပြန်တော့ထိုပညာသည်ကောက်ချက်ဆင်းလဲလေခြင်းတော့မညာပညာမရနိုင်ဘူးပညာတွေဘယ်လောက်တက်ဝဲဒီဂရီတွေဘယ်လောက်ပဲရတရားမရှိဘူးဒီတရားတို့တရားမြတ်ကိုကြင်ကြံပဲအားထုတ်လို့တဲ့တရားတရားမရှိဘူးတရားတို့တရားမြတ်ရကျင်တဲ့တရားတရားတွေမကြိုးစားမအားထုတ်ဘူးအကျိုးစားအားထုတ်တရားတရားမရှိလည်းပဲအဲ့ဒီပညာကတက်ရုံပဲတဲ့ပိဋကသုံးပါအာကုန်ဆောင်ထားပြီတရားတရားမကြည့်တရားတို့တရားမြတ်ကိုကြင်ကြံပဲအားထုတ်မှုမရှိထိုပုဂ္ဂိုလ်တရားကိုမရနိုင်ကတ္တဗဘုရားလက်ထက်တော်မှာပိဋကသုံးပါအာကုန်ဆောင်တော်တဲ့ကိုတော်ကြီးရှိကပိလဆိုတဲ့မထေရကြီးကပိဋကသုံးပါအာကုန်ဆောင်တာဒါပေမဲ့သူတို့ဒီသီလကိုလည်းပြည့်ပြည့်စုံစုံအားထုတ်မှုမရှိစာပဲတက်သတိပဋ္ဌာန်တရားတွေအားထုတ်မှုလည်းမရှိဘူးဝိပဿနာတရားတွေကိုမကျင့်သုံးဘူးအဲ့ဒီစာနေရာမှာဘုသူတ္တနေရာမှာပဲရှိနေဘုသူတ္တကတော့မြတ်တလားမမင်းနဲ့အာကြီးကောင်းတယ်အဲ့သူစီမလာကမ္မထလာတောင်းတဲ့ကိုတော်တွေကြသူပါပြောလို့အေးကွာတဲ့ငါလိုပိဋကသုံးအာကုန်ဆောင်တဲ့ပုဂ္ဂိုလ်တော့မရမင်းတို့ရမှာမဟုတ်ပါဘူးသူတွေစိတ်သက်ကြအောင်တော့ပြောသေးတယ်သူတွေတရားမဟောတယ်တရားမထိုင်ကြအောင်ပြောတယ်ညမနဲ့တာတိဒီနဲ့တာပါဏဆိုတာသူ့အမေနဲ့ညမလို့တဲ့ပုဂ္ဂိုလ်ကဟုတ်တယ်ကိုတော်တို့ရဲ့တပည့်တော်သားတော်ပိဋကသုံးအာကုန်ဆောင်တဲ့ကိုတော်တော်တရားများကိုတော်တို့ရမှာမဟုတ်ပါဘူးထောက်ခံတယ်အဲ့ဒီဘကသီလုံသွားတဲ့ကပဲရောက်ငရဲပြေရောက်ပါသူကိုတော်ကြီးလည်းငရဲပြေရောက်တယ်အမေနဲ့ညီမလည်းငရဲပြေရောက်ပါအဲ့တော့ဂေါတမမြတ်စွာဘုရားပွင့်တဲ့အခါကာလမှာအဲ့ဒီကပိလဆိုတဲ့ယဟန်ပိဋကသုံးအာကုန်ဆောင်ကိုတော်ကြီးတရားအမထုတ်ခဲ့တဲ့ကိုတော်ကြီးငါးဖြစ်ပင်လေထဲမှာငါးကောင်အလွန်ကြီးတဲ့ငါးကြီးတောင်ဖြစ်ရွှေရောင်ဝင်းဝါပြီးတာရွှေငါးကြီးဖြစ်တယ်။ဘာဖြစ်လို့ရွှေရောင်ဝင်းဝါနေတယ်လဲ။ေဝတာရမင်းနဲ့စိတ်ကမှကတ္တကငါကအလွန်ကြီးတော့အဲ့ဒီတန်ခါသတိကပြထားတော့ဘယင်ကိုယ်တိုင်လာကြည့်တယ်။မြတ်စွာဘုရားလည်းဆောင်းငံသွားပြီးအဲ့ဒီနာရောက်
အဲ့ဆိုဗျာငါကြီးတော့ကြည့်လိုက်တာဗျာကြည်စမ်းမအောင်လေထဲမှာပြည့်နေဆက်လေကြီးမှာပြည့်နေတယ်အတော့30နဲ့10လောက်ကြည့်တယ်ပြီးတော့သူ့ပါဇက်ကလည်းဗျာတဲ့အပုံနဲ့နေထောင်းပေါက်ထွက်နေခန္ဓာကလည်းလှလိုက်တာဗျာရွှေရောင်ပဲဒီငါးသည်ဘယ်လိုအကြောင်းတွေရှိခဲ့ပါသလဲအဲ့ဆိုဗျာမင်းကြီးတဲ့တိုင်းသူပြည်သားတို့များတယ်ယဟန်တို့နားထောင်ကြဘုရားတကောနဲ့ပါဟေးကပိလာလို့ဘုရားကတကောတော်နဲ့လှမ်းပြီးခေါ်လိုက်ဘုရားလို့ငါကြီးရွှေငါကြီးရနေဘယ်ကလာတယ်လဲကွာတပည့်တော်ငရဲပြည်ကလာပါဗျာမင်းအမေနဲ့မင်းညမတာတိနေတဲ့တာဘာနာတို့ဘယ်မှာလဲငရဲပြည်မှာပါဗျာမင်းဒီဘယ်သွားမလဲတပည့်တော်ငရဲပြည်ပြန်သွားရမှာပါဗျာအဲ့တော့မြတ်စွာဘုရားအတိတ်ကြောင်းပြန်ပြောင်းပြီးတရားတွေဟောယဟန်တို့တရားသူတရားမြတ်ကိုကြင်ကြံပွားများအားထုတ်မှုမရှိပဲဘဝတုဒ္ဒလောက်နဲ့အချိန်တွေကုန်ဆုံးပြီးနေတဲ့ပုဂ္ဂိုလ်တို့သည်ယဟန်ဖြစ်စီလူဖြစ်စီမြည်သည့်ပုဂ္ဂိုလ်ဘွဲဒီဂရီတွေဘယ်လောက်မှရဒီတရားသူတရားမြတ်ကိုမကြင်မကြံမအားမထုတ်တဲ့ပုဂ္ဂိုလ်တို့သည်ကပိလကိုကြည်တဲ့သူကကတ္တဗဘုရားလက်ထက်တော်ကသာသနာနောက်ွယ်မှာပိဋကသုံးပါအာဂုံဆောင်ထားတဲ့ကိုတော်ကြီးဖြစ်ခဲ့တယ်သင်္ကန်းဝတ်ခဲ့တဲ့တွေ့တာသူရွှေရောင်လိုလှပနေတဲ့ခန္ဓာကြီးကဘုဒ္ဓဝါဒတွေသုံးတဲ့တွေ့တာကြောင့်ဗဇက်ကအပုပ်နှံတွေထွက်နေတယ်အဲ့တော့ယဟန်တော်ဒီလေဘုရားအနာမတရားတော်စက်သိမ်းမွင့်ထပြီးထိတ်လန့်ကြလောကမှာသစ္စာ၄ပါးကိုမသိသေးသည်မြတ်ကာလပဲတော့သစ္စာ၄ပါးကိုသိအောင်မကြင်မကြံမာတော့မညာဘုံညာပေါ်အောင်မကြင်မကြံမာမတို့မသုံးမသက်မစင်ကျင်သေးသည်မြတ်ကာလပဲလို့ယဟန်မဲ့ပြည့်ပြည့်လူပဲပြည့်ပြည့်အပေတကမပိတ်သေးဘူးဟိအပေတကမပိတ်ရခြင်းသည်တရားတွေအားထုတ်မှုမရှိဘူးတရားတရားနဲ့ပညာကိုမတွဲဘူးပညာတက်ပြီးတော့တရားတရားမရှိလို့ဒါကြောင့်တရားနဲ့ပညာကိုရှင်တွဲပြီးတော့ဝိရိယနဲ့သမာဓိကိုအမြဲတမ်းပေါင်းစည်းကတတိတရားဖြင့်သိသိပြီးတော့အားထုတ်ကြဘုရားကတတိကအမြဲတမ်းထိန်းရတယ်ဒါကြောင့်ယောဂီတို့ခဏခဏဩဝါဒပေးတဲ့အခါယောဂီတို့သတိထားခဏခဏသတိပေးမကွက်တွေလွယ်နေပြီရှုခွက်တွေလွယ်နေပြီအိတ်ငိုက်နေပြီစိတ်တွေပြန်လွင်နေပြီခန္ဓာလှုပ်ဖို့ကြံနေမလှုပ်စေနဲ့ရှုကြမရွှေ့စေနဲ့သိခံပြီးမှဇွဲတင်ပြီးမှသတိပေးခိုင်းတယ်သတိပေးနေတာကိလေသာစားထိုးနေလို့ပြန်လွင်နေလို့ကိလေသာတွေစားထုတ်ပြီးတရားတွေဝေးနေလို့မတရားဖြစ်နေလို့အဲ့တော့ယောဂီတို့ကဇွဲလုံးဝရိယတင်ပြီးကိုဇွဲတင်ကြိုးစားရတတိပြီးတော့ငါအမှတ်တွေလွယ်နေပါလားပြန်တက်လွယ်ရင်ပြန်တက်လိုရင်ဖြည့်ထားပိုရင်နှုတ်ထားစကားသုံးလုံးကိုအမြဲတမ်းမှတ်တာမကွက်တွေလွယ်နေတယ်ရှုခွက်တွေလွယ်နေပြီစိတ်အပြင်ရောက်နေပြီပြင်းနေပြီလှုပ်ရှင်နေပြီချွတ်ရှင်နေပြီဒီကားတဲ့ဘယ်လိုလှုပ်ရကောင်းပါလဲဒီမှာတရားတွေဟောနေတရားပြတာနေတယ်လှုပ်ဖို့ပဲစဉ်းစားနေဝေဒနာတက်တာအောင်ပဲတက်တာအောင်လှုပ်ဖို့ပဲစဉ်းစားနေတယ်ဘယ်လိုကုတ်ကြည့်ရတက်တာခါးလေးစကြည့်တက်တာမလားခါးကုတ်ကြည့်တက်တာမလားဘာလေးခုထားရင်တက်တာမလဲအဲ့ဒါပဲစဉ်းစားနေတယ်တရားကိုအလေးမထားဘူးခန္ဓာကိုညာနေတယ်ဘယ်တရားရမှာလဲအဲ့ဒီပုဂ္ဂိုလ်တရားအားထုတ်တဲ့ပုဂ္ဂိုလ်မညာရဘူးဇွဲရှိရတယ်ဒီအချိန်မှာဒီအသက်ဒီရွယ်မှာဇွဲလို့ဝရတင်လို့ရလို့ရှိပြီကံဝဲညံဝဲမဟုတ်တော့ဘူးအသက်80ကျော်ပြီဆိုရင်တော့ကံဝဲညံဝဲဖြစ်လာဥဒ္ဓမယုရဟန်းတစ်ပါးကြီးဆိုရင်တော်သနာဆိုအမြဲတမ်းတရားထိုင်ဘယ်လိုဇုံးမှလည်းအမြဲတမ်းတရားအားထုတ်တယ်ကြည်လည်းလို့ရှိရင်အမြဲတမ်းဒီကမကြီးတဝင်နေပြီတရားအားထုတ်ဘာကြောင့်လဲအလို့အလေးချင်းတွေများနေတာဟုတ်အလေးချင်းတွေတရားဒီနာတရားဒီထိုင်တရားဒီမှတရားဒီမှတော့အလေးချင်းများတယ်ကိလေသာအဝင်နေတယ်တရားအသိလို့ပဲမွေးပြော်နေတယ်တရားနာခြင်းတရားအထုတ်ခြင်းပဲမွေးပြော်နေတာပဲအလူတန်းကလည်းအမြဲတမ်းချင်းဟိုပေါ်တော်ကြပါကိစ္စချုပ်လှမ်းပြီးလှမ်းလူပြန်ပြီးဘုံရေပါတက်ပါဖေရမညာတက်ပါဖေလှမ်းပြီးလူလည်းကိုပါဓမိယရတ္တဗျာတဲ့ပစ္စည်းတွေကုသိုလ်စိတ်တွေအမြဲတမ်းဖြစ်နေတယ်။ဘာကြောင့်လဲအလေးကျင့်များလို့တော့တရားဆိုတာလေမထန်ခြင်းနဲ့ထိုင်ခြင်းနဲ့မှတ်ခြင်းနဲ့မှမမှတ်ခြင်းနဲ့မှ
တရားကိုမနာကျင်နဲ့နာကျင်နဲ့နာလေ့ကျင့်ပြီးအဲ့တော့အလေ့ကျင့်များလာတဲ့ယောဂီပုဂ္ဂိုလ်ယဟန်ဖြစ်စေလူဖြစ်စေမြည်သည့်ပုဂ္ဂိုလ်မှာအလေ့ကျင့်များကိလေသာတွေပါလာအလေ့ကျင့်များလာရင်ကိလေသာတွေပါလာကိလေသာတွေပါလာတော့ရှုခွက်နဲ့ရှုချက်ကြိုက်လာရှုခွက်ဆိုတာကခန္ဓာကပေါ်နေတာရှုခွက်အခုကြည့်ခန္ဓာကပေါ်နေတယ်မျိုးစုဖောက်ပြန်နေတယ်မဖြစ်တာလို့တချို့မဖြစ်တာလို့ထိုင်နေရတာထပြေးခြင်းသွားခြင်းနဲ့ပြင်းနေတယ်စိတ်ကခဏဟိုရောက်တယ်ရောက်နေတယ်ဟိုယောဂီတွေဘာဖြစ်နေလဲဒီကလှမ်းကြည့်နေတယ်သိနေတယ်တချို့ပုဂ္ဂိုလ်တွေကတရားရရှိတဲ့ဘုရားစူးစိုင်းပြီးတကယ်နှလုံးသွင်းအဲ့တော့ဘာလဲအဲ့ဒါယောဂီအတွက်မေတ္တာပူတာတယ်ဇွဲလုံးတော့ဝိရိယတင်ပြီးတော့ကိုယ်နဲ့တည်းပဲကြိုးစားနေဘူးမညာပူညာနိစ္စတဲ့အကြောင်းတရားတွေမြတ်စွာဘုရားပါပြောတယ်ဉာဏ်တို့ခန္ဓာဖြစ်ချင်းပြချင်းလက္ခဏာတက်မိမိဉာဏ်ဖြင့်လက်လျှောက်တတိတွင်းမှာဖြစ်ပြတဲ့မင်းနဲ့ကြိုက်ပြီးတော့ရှိကဖြစ်ပြတဲ့နောက်ကမဲ့ကိခန္ဓာယုတ်ကပေါ်နာငါပဲပေါ်လာတဲ့ယုတ်နဲ့ဓမ္မသင်္ခါရတရားဖြစ်ချင်းပြချင်းလက္ခဏာတက်ကိုတဲ့လက်ဖြောက်တတိလောက်မြင်လိုက်မယ်ဆိုရင်ထိုးချိန်မှာမြင်လိုက်တဲ့ဉာဏ်ကြောင့်လူလောကကြီးခက်တာခန္ဓာအလယ်လျားကျို့နှက်ပြီသာသနာတွင်မှာလူဖြစ်ရကျို့နှက်တယ်ဟိဘုရားသာသနာနဲ့တွေ့သွားပြီတဲ့ထိုပုဂ္ဂိုလ်အနိစ္စတိဝတိနာဒုက္ခတိဝတိနာအနတ္တတိဝတိနာဩမမြဲတဲ့ခန္ဓာကမမြဲတဲ့ပြနေပါဘောလို့ပေါ်တဲ့နေရာလေးများပေါ်တဲ့နေရာလေးကိုစိတ်ကညှပ်ကိုင်းပြီးတော့ကြည့်နေတာတရွာတောင်မောင်တက်ဖြုတ်လို့တောင်ပြတင်းပြထုံပြချင်းပြကြိုက်ပြခဲပြနာချင်းပြအမျိုးစုံပြတယ်ဩမမြဲဘူးဆိုတာဒါကိုပြောတာကိုစိတ်ကိုချော့ချကြည့်တဲ့ကစိတ်ကိုချော့ချခန္ဓာချော့ချခအေးတောက်မထားရဝေဒနာတွေပေါ်ရင်တောက်တင်ထားတဲ့တောက်ထားတဲ့တင်းထားတဲ့အောက်ထားလို့ရှိရင်အဲ့ဒါချိုးကွက်တွေမှားသွားပြီစိတ်ကိုချော့ချခန္ဓာချော့ချစိတ်ကိုချော့ချခန္ဓာခအေးလေးခမမလေးစိတ်ကိုတက်ကောင်းတက်တာလေးနဲ့ဖောက်ပြန်နေတဲ့ခွဲထားရတယ်ယုံနေတာပွဲနေရဖောက်ပြန်တာတခြားတိတာတခြားဖောက်ပြန်တာတိတာတခြားအဲ့ဒီပေါ်နေဖောက်ပြန်မှုသဘောတက်ကိုညာနဲ့ကပ်ပြီးကြည့်ရတယ်။အိုးတသမတ်ထဲမှာမဟုတ်ပဲ။ဒစိနဲ့ဒီပထမသိလိုက်တယ်။အော်နာကြတိကျင်နာသိလိုက်တယ်။ဖြတ်တော့မရှိတော့ဘူး။တွားသူပေါ်ပြီးတွားသူပြောက်သွားတာ။တွားတဲ့ဖြုတ်တက်လို့နဲ့ဖြစ်လိုက်ပဲသဘောတွားသူဖြစ်ပြီးတွားသူပြည့်နေတယ်တွားသူပေါ်နေတွားသူပြောက်နေတယ်။စက္ကန့်လေးပေါ်လိုက်စက္ကန့်လေးပြောက်လိုက်စက္ကန့်လေးဖြစ်လိုက်စက္ကန့်လေးပြည့်လိုက်စိတ်ပိုင်းဆင်ရကဂတိတသိမကပြည့်နေတာရုပ်ပိုင်းဆင်ရကဂရေ9000ပစ္စည်းနေတာအဲ့ဒါကိုတမာတိအချိန်ယူပြီးတော့သိခံပြီးကြည့်ရဇွဲလုံးလာဝရိယတင်ပြီးတော့ကြည့်မှများလာတော့ယောဂီတို့ဉာဏ်ကအလိုရှင်နာဖြစ်တမာတိရှင်ရလာတဲ့ဉာဏ်ဟာလေကြီးချွင်နေတာတမာတိရှင်ရှိနေတဲ့ယောဂီပုဂ္ဂိုလ်ဒီဝေဒနာပေါ်လေးကိုကြိုက်တယ်ဝေဒနာမပေါ်ရင်တော့စိတ်ခဏခဏထွက်နေလို့မနေ့ကထိနေရတယ်စိတ်ဒုက္ခဝေဒနာတွေပေါ်လေကိုကြိုက်တယ်နော်အဲဒုက္ခဝေဒနာရဲ့လက္ခဏာကိုကြည့်ပြီးတော့ဝေဒနာကိုမတွေ့ပါဘူးနဲ့ဖြစ်တာကိုမြင်သွားပြီဝေဒနာဆိုတာမရှိဘူးအနိစ္စပဲရှိတယ်ဝေဒနာဆိုတာမရှိဘူးဒုက္ခပဲရှိတယ်ဝေဒနာဆိုတာမရှိဘူးအနတ္တပဲရှိတယ်ဒါကိုဘုရားကရူပံဘိကဝေနိစ္စယုတ်တရားဆိုတာလည်းမမြဲဘူးရူပံဘိကဝေဒုက္ခဝေဒနာဘိကဝေရူပံဘိကဝေအနတ္တယုတ်ခမမြဲဘူးယုတ်ခဆင်းယုတ်ခအဆိုးမရဘူးကိုမပိုင်ဘူးထပ်ပြီးတော့ဝေဒနာဘိကဝေနိစ္စဝေဒနာဘိကဝေဒုက္ခဝေဒနာဘိကဝေအနတ္တခံစားနေတဲ့စိတ်သိရဲကိုခံစားတဲ့ဝေဒနာဒီအနိစ္စတသမတ်တဲ့မဟုတ်ဘူးတဲ့အမြဲတော့ဆင်းရဲနေတာမဟုတ်ဘူးဆင်းရဲပေါ်လိုက်ချမ်းသာလိုက်တခါတည်းမှတ်လို့ရလိုက်ခါရမရတခါဆွဲရတင်ပြီးကြိုးစားရင်းနဲ့ဆွဲတင်ပြီးတော့ကြိုးစားပါများလာလို့ရှိဉာဏ်ကတဖြည်းဖြည်းနဲ့ကိရိတာတွေပါပြီးတော့တကူလုံးဘယ်ချိန်မဲ့ခြုံကြည့်ဘယ်ချိန်မဲ့ကြည့်ဩဒုက္ခသစ္စာပဲမြင်နေရဒုက္ခသစ္စာမှာမေဃသစ္စာသို့ဒုက္ခသစ္စာရှိကဖြစ်နေနောက်ကမေဃကနဲ့ဒုက္ခသစ္စာမှာမေဃသစ္စာသို့ဖြစ်
Edi mega bhavana tati di Niroda Tessa Neighbor của Jesus tu động tu lại và đẹp phê cú tổ ta đi cả đẹp phê siêu tu đi là tu tổ cú đó là đó ha để bây giờ để ăn chúng ta chào vì thế cú chỉ đi về để ăn mà giờ đi để ăn ăn mà thâu lô để ăn mà giờ bây giờ cả là bây giờ phía mà là năng sống đi luôn bây giờ phía mà năng sống đi để chỉ đi giao mà lúc sinh chỉ cái cô này mình chú ra ăn mà thâu sinh ama thâuတဲ့တွေ့တယ်တရားမရဘူးပေါ့ဒီတဝမှာတရားမရဘူးဆိုနောင်တန္တရာမှာသွားပြီဖယားသာသနာမှာနောင်တော့ပြုတ်ဖို့မလွယ်တော့သာသနာကွယ်မယ်လीသာသနာမှာညမချခင်မှာသာသနာကွယ်သွားလိမ့်မယ်ဒီသူတော်ကောင်းတရားတွေဟောပေးမဲ့ပုဂ္ဂိုလ်မရှိဘူးယဟန်တွေတော့ရှိမှာပဲယဟန်သာတော့ရှိမှာပဲဘုန်းကြီးယဟန်တွေကြောင်းကြီးကံရှိတယ်ကိုသာသနာရှိတယ်မတင်နဲ့သာသနာတော့ပြည့်ပြည့်မဲ့ပုဂ္ဂိုလ်ရှိမှပရိယတ်တိပฏิပတ်တိရှိမှသာသနာရှိတာပရိယတ်တိလည်းအာထုံမရှိပฏิပတ်တိလည်းအာထုံမရှိသာသနာမရှိဒီတရားဓမ္မကိုဟောပေါ်ညွှန်ပြတဲ့ပုဂ္ဂိုလ်တွေမရှိဘူးဆိုရင်သာသနာကွယ်တော့မှာပဲသာသနာကွယ်တွေနောက်ထပ်ပြေးဖို့လို့တော့အရိမေတ္တရဘယပွဲဖို့ဆိုတာကဘလောက်ကြာညောင်းအောင်မဲ့ဆိုတာဒီလူတွေကတက်တန်းစီ10နှစ်တန်းစီပေါ့အငုတို့95 80ဖြစ်မယ်ဒီရှိတဖြည်းဖြည်းနဲ့တရားဆိုရင်ဒါတနဲ့တူလာပဲအသက်တူလာတဖြည်းဖြည်းနောက်ဆုံးမှာလူတွေလောဘတွေဒေါသတွေပိုများလာကြတယ်လောကကြီးမှာလူတွေကလောဘဒေါသမောဟတွေသိများလာကြတယ်ဘာဖြစ်လို့လဲဆိုလောဘငြိမ်းတဲ့အလုပ်ကိုမလုပ်ကြတော့ဘူးလေဒါဒီပင်မနဲ့မလုပ်ပါဘူးဒေါသတွေငြိမ်းတဲ့အလုပ်တွေမောဟတွေငြိမ်းတဲ့အလုပ်တွေမလုပ်ချင်တော့ဘူးတဘောတနက်စာလောက်နဲ့နောက်ဆုံးမှာအဲ့ဒါလိုလောဘဒေါသမောတွေငြိမ်းတဲ့ဒီတရားတို့တရားမြတ်ကိုမကျင့်မကြမအားထုတ်တဲ့ပုဂ္ဂိုလ်တို့သည်မမျော်လင့်မဲ့ပြုံးကနေတေလောက်တဲ့ယောဂဖြစ်လာပြီဆိုရင်ဝေဒနာကိုသိမခံနိုင်တော့ဘူးလောက်ကြသမကညာသမကလုပ္ပန်ဟိုနိုင်မိုးလိုက်ကျဲပြီအဲ့ဒီချိန်မှာနှလုံးမသားစိတ်တွေဖြစ်လာကိုယ့်ကိုကြည့်လိုက်တယ်ငါသိတတ်တဲ့ချိန်ကစပြီးတော့တေတော့မဆဲကြီးမှာကမ္မနိမိတ်ဂရိနိမိတ်ဒီပေါ်လာတာကံဆိုတာကိုပြုလုပ်ကြတာဟိုငယ်လေးကစပြီးတော့ပြုလုပ်တဲ့ကံလေးကိုဖြတ်ကြည့်နေတော့တာကံလေးကမ္မနိမိတ်ကိုပြုလုပ်ပုံလေးပြုလုပ်နေတယ်ဒါနကုသိုလ်လုပ်မယ်ဆိုကုသိုလ်တွေလုပ်နေတာဒါနကုသိုလ်ကောင်းလို့ဝမ်းသာပြောချင်လုပ်နေတာလေးလူတွေတတ်နေတာလေးမြင်လာသီလတရားတွေစောင့်တည်နေမြင်လာတယ်တရားတွေအားထုတ်ခဲ့တာမြင်လာဂရိနိမိတ်ဒီထိုကုသိုလ်ကြောင့်ကောင်းမှုကြောင့်နတ်ရွာတုရိတပါးတကားပိတ်ပွက်နေတာကိုသွားမဲ့နေရာမေးပြီးဖြစ်တယ်။အော်ငါမှကုသိုလ်တွေရှိတယ်နတ်ရွာတုရိပါတချို့ပုဂ္ဂိုလ်တွေတချို့ဥပဒကာတွေဆိုရင်နတ်ပြည်ကနေထားချောင်းစင်းကသူ့ရထားတက်ပါငါရထားတက်ပါအဲ့ဒါလိုလာခေါ်ကြကုသိုလ်ရှိလို့ဒီကုသိုလ်ဒီတရားဓမ္မတွေမရှိဘူးဆိုရင်တဏှာလောက်ကလည်းအာမရဒီဆင်းရဲတဲ့ဒုက္ခဝေဒနာကြီးပြင်းပြင်းထန်ထန်ပေါ်လာပြီဆိုရင်ဒါနကိုအာရုံပြုလို့မရဘူးကျင်းတဲ့ဝေဒနာကြီးပြင်းတာမြသီလကိုအာရုံပြုလို့မရဘူးသမထပရိစ္ဆေတဲ့ကုသိုလ်အာရုံပြုလို့မရဘူးကျိုးနေကျင့်ကြံထားတဲ့ဒီဝိပဿနာဉာဏ်ကိုသာလေအဲ့ဒီချိန်မှာဩဆရာသမားကြီးငါ့ကိုအားထုတ်တဲ့စိတ်ကိုချောချခိုင်းတဲ့ခန္ဓာချောချတခါလေရင်နေမောလာရင်မောပြီးမွန်းကြက်လာပြီဆိုစိတ်ကိုချောချခန္ဓာချောချစိတ်ကိုဝင်လေကိုမြန်မချူနဲ့ပြင်းပြထန်မချူနဲ့ပြင်းထန်ရှူမိကိုရင်မောပြီးတော့မြန်သေးသွားစိတ်ကိုချောချခန္ဓာချောချခအေးညီတန်တာလေးစိတ်ကိုချမ်းတန်တာလေးနဲ့ခန္ဓာကိုယ်တစ်ခုလုံးဉာဏ်နဲ့ချိုးပြီးမကောင်းတဲ့ခန္ဓာကမကောင်းတာတွေပြနေပါလားဆင်းရဲတဲ့ခန္ဓာကိုယ်ရဲ့ဆင်းရဲတဲ့တရားတွေပြနေပါလားငါတရားအထုတ်ကျွန်တော်ငါဆရာသမားတွေကငါ့ကိုသိခံပြီးမှတ်ခိုင်းခဲ့တယ်ဝိရိယတွေမှတ်ခိုင်းတယ်ငါအဲ့ဒီတော့ကမှတ်ခဲ့တယ်အဲ့ဒီကငါနှလုံးသွင်းခဲ့တယ်အထုတ်ခဲ့တယ်ဟုတ်လေပေါ်နေပါပေါ့လားလို့ကြည်ပြီးတော့ကိုအထုတ်ခဲ့တဲ့တရားကြီးအချိန်ဝါကြောင့်အဲ့ဒီတိလောက်တဲ့ယောဂဖြစ်လာတဲ့အခါမှာနှလုံးသွင်းပြီးကျိုးလာတာဒီလိုကိုခန္ဓာဒုက္ခသစ္စာဒုက္ခသစ္စာဒုက္ခခန္ဓာဒုက္ခကမကောင်းတဲ့ခန္ဓာကမကောင်းတာတွေပြတကူလုံးခြုံနေတာစိတ်ကိုဘယ်နေရာမှမထားတော့ဘူးတကူလုံးညနေခြုံပြီးတော့ကြည်ပြီးတော့ကိုအားထုတ်ခဲ့တဲ့ကုသိုလ်ရဲ့အချိန်ဝါကြောင့်ငါမဆွဲတော့ဟိုသားဟိုသမီးဟိုဇနီးဟိုမယားမဆွဲတော့ပစ္စည်းဥစ္စာတွေမဆွဲအိမ်နေရာတွေဆွဲလို့လည်းမရတော့ဘူးလာတော့ကလည်းဘာမှမပါဘူးလေ
ပြန်ရင်လည်းဘာမှယူသွားလို့မရဘူးလေကိုတသက်တမပြုလို့လာခဲ့တဲ့လောဘတွေငြိမ်းတဲ့ကုသိုလ်တွေဒေါသတွေငြိမ်းတဲ့ကုသိုလ်တွေမောဟတွေငြိမ်းတဲ့ကုသိုလ်တွေဒီကုသိုလ်သားနဲ့ကိုယ်ပိုင်ပဲနောက်ဆုံးမှာအဲ့ဒီကုသိုလ်ကောင်းမှုတွေကအနတ်ကပ်ပြီးတော့အရှင်သခင်ပြည့်မိတ်ဆွေဖြစ်နေပေါ်ပြီးတော့ပြုံးပြုံးလေးနဲ့ဖြတ်ဆိုစုတည်တည်ကြမယ်ဆိုရင်စုတိပရိသန်နဲ့ဒုတိယဘဝမှာနိဗ္ဗာန်သုတိမှာတော့ဖြတ်ဆို16နဲ့သာသမီအရွယ်နတ်ပြည်မှာတော့ဖြစ်မယ်နတ်ပြည်နှလုံးကလည်းရောက်လဲရောဒီဘက်မှာသောတာပန်တော့မဖြစ်ခဲ့ဘူးအရိယာတော့မဖြစ်ခဲ့ဘူးအရိယာမျိုးစေ့တွေကြတော့ဟိုဘက်ရောက်တဲ့အခါမှာဘာလို့ဒီလောက်ချမ်းသာတဲ့ဘဝရောက်ပါလဲဒီတရားတွေနာခဲ့တယ်ဒီတရားတွေကျင့်ခဲ့တယ်ဒီတရားတွေအားထုတ်ခဲ့တာကိုဖြစ်ဖြစ်ပြန်ဆင်ကျင်လိုက်တာနဲ့ကိုယ်တော်လက်ကိုတဆန့်မဲ့ကြာနေကြတယ်ဖြတ်ဆိုပြီးတော့မာသောတာပန်ဖြစ်သွားတယ်အဲ့ဒါလောက်ထိကိုမြန်တယ်ယောဂီတို့ရဲ့အားကြောင့်လဲကြိုတင်ကျင့်ထားလို့ဒီတရားဓမ္မတွေကိုထူးခြားတဲ့အတိတုဉာဏ်တို့မပေါ်ပေါ်အောင်ကျင့်ထားခဲ့အရိယာသူတော်ကောင်းမျိုးစေ့ရအောင်ကျင့်ကြံပဲမှာအားထုတ်ထားခြင်းကြောင့်ထိုပုဂ္ဂိုလ်တွေသွားရလမ်းခရီးသည်ဘယ်တော့မှအောက်တန်းကျတဲ့ဘောက်ကိုမရောက်တော့ဘူးဒုက္ခတိဘဝမှာနိဗ္ဗာန်သားတဲ့နယ်လဲမှာရှိမယ်ဒါကြောင့်ယောဂီတို့ဘုရားရှင်သာသနာမှာတွေ့လို့အချိန်ကာလမှာမိမိစိတ်ကလေးကိုပြည့်ပြည့်ပြီးတော့ဒီခန္ဓာ၅ပါးယုံနာဓမ္မသင်္ခါရတရားတွေအမြဲတမ်းတရဇတ်စက္ကမလည်းဖြစ်ပြီးပြည့်စည်တဲ့ဒုက္ခသစ္စာမြင်အောင်ကြိုးစားနိုင်ကြပါစေအပယ်လေးပုံရောက်စေတဲ့သမုဒ္ဒရာသစ္စာပဲဆွနိုင်ကြပါစေမေဃသစ္စာပွားများလို့និရောဓသစ္စာကြီးသောကတ္တဘက်ကိုကောင်းစွာမှတ်သွေးလှမ်းတဲ့နိုင်ကြပါစေကုန်သတည်း